အားလုံးပဲမင်္ဂလာပါဒီချက်ကို intermediate class လေးဘယ်တော့ဖွင့်မလဲလို့လာမေးကြတဲ့သူတွေတက်ပြပြပေးခြင်းလို့ပါဒီချက်လာမယ့် April 9 ရက်နေ့မှာဆိုလို့ရှိရင်ဒီချက်ရဲ့ intermediate paid class လေးဖွင့်မှုရှိပါတယ် Now I will show the detailed information of my course and the biography of me ဒါလေးကတော့ဒီချက်ရဲ့ biography နဲ့ဒီချက်ဘယ်စာအုပ်လေးကို course ပေါ်အနေနဲ့ထားပြီးသင်မလဲဆိုတာကိုပြပြပေးထားတာပဲဖြစ်ပါတယ်ဒီချက်အဓိကအဖြစ်တော့ Oxford ရဲ့ Hathaway Intermediate စာအုပ်ကိုအသုံးပြုပြီးပဲဒီ class လေးကိုသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်အဓိကအဖြစ်တော့ဒီချက် 4 scale လုံးကို focus ထားပြီးတော့သင်ပြပေးမယ်ပေါ့နော် Now I will portray some kinds of PowerPoint slides that I had prepared to teach my intermediate free class students ဒါကတော့ဒီချက် intermediate free class ပေါ့နော်လွန်ခဲ့တဲ့ February လတော့သင်ခဲ့တော့ကအသုံးပြုခဲ့တဲ့ PowerPoint slide တွေပဲဖြစ်ပါတယ်ဒီချက် day 1မှာတော့ listening ကို focus ထားပြီးတော့သင်ခဲ့တဲ့ audio file တွေလည်းဖွင့်ပြရဲဒီပြီးသွားလို့ရှိရင်ဒီချက် recommended session ပေါ့နော် to improve their speaking skills and also listening skill ပေါ့သူတို့ speaking or listening dress ကိုဆိုပြီး series တွေကိုလည်း recommend လုပ်ခဲ့တယ် day 2မှာတော့ reading sub skills တွေကိုအဓိကထားပြီးတော့သင်ခဲ့တယ်day 3မှာဆိုရင်တော့ speaking day 4မှာဆိုရင်တော့ writing ဆိုပြီးတော့အဓိကထားပြီးတော့ 4 skill လုံး cover ဖြစ်အောင်ပေါ့နော်သင်ပေးခဲ့တယ်အခုဒီချက်အခုဖွင့်မဲ့intermediate class ကလည်း 4 scale လုံးကိုအဓိကထားပြီးတော့သင်မှာဖြစ်တယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့အင်္ဂလိပ်စာ 4 scale ပေါ့နော် level ထပ်ချင်တဲ့ intermediate ကိုရောက်ချင်တဲ့ elementary ကနေ intermediate ကိုပြည့်ဝပေါ့နော်ရောက်ချင်တဲ့သူတွေအတွက်အထူးသင်တော်တဲ့သင်တန်းလေးပဲဖြစ်ပါတယ်